မင်္ဂလာပါဒီကနေ့မှာ TikTok Japan account လုပ်နည်းလေးကိုပြောပြပေးတော့ပါမယ် TikTok Japan account လုပ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံး Airplane Mode လုပ်ထားဖို့လိုမယ်ပေါ့နော်ပြီးရင် Japan VPN ရတဲ့ VPN တစ်ခုလုပ်မယ်ပေါ့နော်ကျွန်တော်ကတော့ဒီ Touch VPN ဆိုတာလေးကိုသုံးပါတယ် Japan VPN ဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ TikTok account နဲ့တွားလိုက်မယ်ပေါ့နော်တွားလိုက်ပြီဆိုရင်ဒါကတော့ကျွန်တော် account ပေါ့နော်ဒီ account ရဲ့ဘေးနားလေးမှာမြားလေးတစ်ခုရှိတယ်ဒီမြားလေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာ add account ဆိုတာလေးပေါ်လာမယ်ပေါ့နော်အဲ့ဒါလေးနှိပ်လိုက်ရင် switch account ကိုရောက်တော့မယ်ပေါ့နော်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်အပေါ်ဆုံးတောက်နာလေးကညာ၃ခုရှိရပေါ့နော်အဲ့ဒါလေးတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးပြီဆိုလို့ရှိရင် setting ရဲ့ privacy ဆိုတာလေးကိုတွားလိုက်မယ်ပေါ့နော်ပြီးရင်အောက်ဆုံးနေတွားပြီးတော့အဲ့မှာ switch account ဆိုတာလေးရှိရပေါ့နော်အဲ့ဒါလေးနှိပ်လိုက်မယ်နော် add account ဆိုတာလေးပေါ်လာမယ်ပေါ့နော်အဲ့ဒါလေးနှိပ်လိုက်မယ်ဗီဒီယိုတင်တိုင်းသိရအောင်ကျွန်တော် YouTube Facebook TikTok account လေးကို like follow subscribe လုပ်ထားပေးအောင်နော် sign up ဆိုတာလေးပေါ်လာပြီပေါ့နော် sign up ကိုနှိပ်လိုက်ပါမယ်ဒီအောက်နားလေးမှာတွေ့လာဒီမြန်မာဆိုတာလေးအဲ့မြန်မာလေးကိုတစ်ချက်နှိပ်နိုင်မှာပေါ့နော်ကျွန်တော်မြန်မာကိုနှိပ်ပြီးပြီဆိုလို့ရှိရင်အပေါ်မှာဂျပန်ဆိုတာလေးပြန်တော့ချိန်လိုက်မယ်နော်ကြည်လို့ရိုက်လိုက်အမှဂျပန်ဆိုပေါ်လာပြီပေါ့နော်ဂျပန်ရွေးလိုက်မယ်ဂျပန်ရွေးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော် continue with email ကိုနှိပ်လို့ရပါပြီအဲ့ဒါဆိုရင် email တစ်ခုလာတောင်းတယ်ပေါ့နော်ကျွန်တော်တို့အစမ်းလုပ်ပြတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် temporary email တစ်ခုတောင်းလိုက်ပါမယ်အဲ့ဆိုရင်ကျွန်တော် tab.me ဆိုတဲ့ website လေးဝင်ပြီးတော့ email တစ်ခုကို copy ယူလိုက်မယ်နော် copy လုပ်နှိပ်လိုက်မယ်နှိပ်ပြီးပြီဆိုရင်ကျွန်တော် TikTok လေးကိုပြန်တွားလိုက်မယ်နော်ထည့်ပြီးရင် continue လေးကိုနှိပ်လိုက်ပါမယ်ပြီးရင်သူကဒီမှာ password လာတောင်းတယ်ပေါ့နော် password ကရှစ်လုံးရှိရမယ်ပေါ့နော်one letter one number one special character ပေါ့နော်ဒီ၃ခုလုံးပါအောင်ရေးပေးရမှာပေါ့နော် special character ဆိုတာကျွန်တော် add တို့ sign တို့ dollar တို့ပြောတာပေါ့နော် password လေးပေးလိုက်မယ်နော်ပြီးရင်ကျွန်တော်တို့မွေးနေ့လေးကိုထည့်လိုက်မယ်ကျွန်တော်တို့1990လို့ရွေးလိုက်မယ်နော်ပြီးရင် continue ကိုနှိပ်ပါမယ်ပြီးပြီဆိုရင်သူက email ထဲကို message ပို့မှာပေါ့နော်အဲ့ဒီကဏ္ဍ6လုံးကိုကျွန်တော်တို့ယူပြီးတော့ဒါထည့်ရမယ်ပေါ့နော် temporary email account နဲ့ပြန်ဝင်လိုက်မယ်နော်ဝင်လိုက်ပဲဆိုရင်အောက်မှာကဏ္ဍ6လုံးကြောင်းနေလိုက်မယ်ဒီမှာ condition 933အဲ့ဆိုရင်ကျွန်တော်တို့ဂျပန် account ရတော့ပါပြီဒီနာမည်နဲ့ဂျပန် account ရတော့ပါပြီကျွန်တော်တို့လုပ်တဲ့ account ကဂျပန် region ဟုတ်မဟုတ်ဘယ်လိုကြည့်ရမလဲဆိုရင် TikTok ထဲပြင်ဝင်လိုက်မယ်နော်ဝင်ပြီးပြီဆိုရင် profile ထဲကိုတွားလိုက်ပါမယ်နာမည်မထည့်ရသေးဘူးနော်ကျွန်တော်ဒီမှာ AI for you ဆိုပြီးနာမည်ပေးလိုက်မယ်နော် confirm ပေါ့နော်ဂျပန်က home host ဒီအပေါ်ဆုံးရဲ့ညာဘက်တောင်နားလေးမှာရွှေတင်းကားပြားလေးတစ်ခုပေါ်နေမယ်ပေါ့နော်ပြီးရင်ဘယ်မှာတွားကြည့်လို့ရမလဲဆိုလို့ရှိရင်ဒီ၃ချောင်းလေးကိုနှိပ်လိုက်ပါမယ်ပြီးရင်အောက်မှာ setting ရဲ့ privacy တွေဝင်လိုက်ပါမယ်ဝင်ပြီးပြီဆိုလို့ရှိရင် account လေးကိုတွားလိုက်မယ် account information ကိုတွားလိုက်မယ်နော်အဲ့ဆိုဒီမှာ account region Japan ဆိုတာပေါ်နေပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ Japan account တစ်ခုရပါပြီ